မလေးရှားလေယာဉ်ပျောက်ဆုံးမှုမလေးရှားလေကြောင်းလိုင်းလေယာဉ်အမှတ်390ပျောက်ဆုံးမှုကပြည်နိုင်ကြီးရအခုချိန်ထိအပြေမပေါ်သေးတဲ့လေကြောင်းဆိုင်ရာနက်နဲမှုတွေကတစ်ခုဖြစ်ပါတယ်။ခရီးသည်239တင်ဆောင်ထားတဲ့အေယာမဘိုးရင်989လေယာဉ်ဟာ2014ခုနှစ်မှာတဲလုံစာတစုံတရာချန်မထားခဲ့ပဲနဲ့ကဘာပေါ်ကနေရုတ်တရက်ပျောက်ကွယ်သွားတာဟာဝိုင်းနေစရာကောင်းရုံတည်းမကပဲအလွန်ထိုးဆန်းပြီးတန်တရားဖြစ်စရာလည်းကောင်းပါတယ်။ကြဲကြဲပြန့်ပြန့်ရှာဖွေမှုတွေနဲ့အမျိုးမျိုးသော theory တွေဖတ်ပေါ်ခဲ့လို့ဘယ်သူမှအဲ့ဒီ298တန်လေးရင်ဘာဖြစ်သွားတယ်ဆိုတာအမှန်တကယ်မသိကြပါဘူး။နှစ်ပေါင်းများစွာကြာပြီးတဲ့အထိတွန်းကျင်သူတွေကအဲ့ဒီလေရင်နဲ့ဆက်တယ်လို့ယူဆရတဲ့အပိုင်းစာတွေကိုပဲတန်ဇနီးယားမှာမျောလာတာတွေ့ရပါတယ်။ဒါပေမဲ့အဲ့ဒီလေရင်ဘာကြောင့်ပြောင်းဆုံးသွားတယ်ဆိုတဲ့တိကျတဲ့အကြောင်းရင်းကိုတော့ကျွန်တော်တို့မသိသေးပါဘူး။တွန်းကျင်သူတွေစူးစောင်းရရှိထားတဲ့အချက်လက်တွေဟာအများအားဖြင့်ခံမှန်းချက်တွေသာဖြစ်ပါတယ်။ဒီနေရာမှာ Google App ကအရေးပါလာပါတယ်။2018ခုနှစ်မှာဒီဒေနိုင်ငံကဤပညာတွန်းကျင်သူပြည်တိုင်ဝီစင်ကတော့ Google Map ကိုအသုံးပြုပြီးကမ္ဘောဒီးယားတောနယ်ထက်မှာလေယာဉ်တစ်စင်းကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီနေရာကိုတေချာလေးလာကြည့်လိုက်တဲ့အခါတစ်ပင်တွေအလယ်မှာလေယာဉ်နဲ့တူတဲ့ပုံသဏ္ဍာန်တစ်ခုကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။ဒီအချက်ကတိုက်ဆိုင်မှုမဟုတ်ဘူးလို့ယူဆနိုင်တာကတော့လေယာဉ်နဲ့နောက်ဆုံးဆက်သွယ်ရရှိခဲ့တဲ့အချိန်မှာလေယာဉ်ဟာကမ္ဘောဒီးယားလေပိုင်နယ်ထက်မှာရှိနေခဲ့တာကြောင့်ဖြစ်ပါတယ်။ဒါဟာအဲ့ဒီလေယာဉ်ပဲဖြစ်နိုင်တယ်လို့သူကယူဆခဲ့ပါတယ်။ညှော်လင့်ချက်တစ်ခုကတော့လေယာဉ်ကမဖြစ်ရှင်းနိုင်တဲ့ဒီအမှုနဲ့ပတ်သက်ပြီးခုချိန်မှာလမ်းစာပေါ်လာတာပဲဖြစ်ပါတယ်။အဲ့ဒီနည်းပညာကျွမ်းကျင်သူဟာအဲ့ဒီလေယာဉ်နဲ့တူတဲ့ပုံသဏ္ဍာန်ဟာဘာလဲဆိုတဲ့အကြောင်းရင်းကိုရှာဖွေဖို့အတွက်အန်ရနာတဲ့တောနယ်ထဲကိုကိုယ်တိုင်တွားရောက်ဖို့တောင်ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့ခီးစဉ်ဟာအန်ရများလွန်းတယ်လို့သတ်မှတ်ခံခဲ့ရပြီးသူမျောလင့်ထားတဲ့နေရာကိုမရောက်ခင်မှာလဲရက်တန်သွားခဲ့ပါတယ်။ဒီနေရာမှာတချို့အရာတွေကပိုပြီးထူးဆန်းလာပါတယ်။အဲ့ဒီ coordinate တွေကိုနောက်ဆုံးမှာကမ္ဘောဒီးယားဆိုရနဲ့အီရန်ကိုယ်တိုင်ကစုံစမ်းစစ်ဆေးခဲ့ပါတယ်။တန်မကောင်းစွာနဲ့ပဲလေရင်ပြစ်ချခဲ့တဲ့တကယ့်အထောက်အထားဘာတစ်ခုမှမတွေ့ရှိခဲ့ပါဘူး။ online အသုံးပြုသူတချို့ကတော့ဒါဟာဂျိုရုပုံရိပ်တွေထဲမှာတန်တန်းနေတော့ရိုက်မိသွားတဲ့တန်မန်လေရင်တစ်စင်းသာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့တချို့လူတွေကတော့တစ်ခုခုကိုဖုံးဝယ်ထားတယ်လို့ယုံကြည်နေကြသေးပါတယ်။